အားလုံးပဲမင်္ဂလာပါကဲမနေ့ကကျွန်တော်ဗီဒီယိုကလစ်တစ်ခုထဲမှာပြောထားတဲ့အတိုင်းပေါ့နော်မန်ယူနဲ့လီဗာပူးရဲ့ပွဲလေးကိုကျွန်တော်တို့ reaction အနေနဲ့အတူတကွပြန်လည်ပြီးတွက်ကြည့်ကြအောင်မကြည့်ရသေးတဲ့ညီကိုတွေအတွက်ပေါ့နော် Okay let's go Okay ကျွန်တော်တို့ပွဲကိုအစအနေကျွန်တော်တို့အတူတကွကြည့်ကြအောင်နော်သူတို့ဟာကွင်းကနေဆက်ဆက်ထွက်လာတဲ့ပုံစံလေးတွေဒါပေမဲ့ပွဲအစအနေဆုံးထိတော့ကျွန်တော်မပြတော့ဘူးကျွန်တော် reaction အနေနဲ့ဆိုရင်ကျွန်တော်ကဒီလိုမျိုးသူတို့ဘယ်လိုကစားသွားလဲဂိုးတွေဘယ်လိုတွင်းသွားလဲဘယ်လိုတွေရရှိသွားလဲဆိုတာကိုအနည်းငယ်ပုံစံအနေနဲ့ကျွန်တော်ပြမှာနော်အခုသူတို့စတင်ကစားပြီး 0-0 ပေါ့နော်မန်ယူနဲ့လီဗာပူးရဲ့ပွဲလေးပဲဖြစ်တယ်အခုကတော့ဘောလုံးလေးကတော့မန်ယူရဲ့လက်ထဲမှာပဲရှိတယ်လန်ကစ်ပြီးကောင်းတိုက်ပေါ်တော့အိုးမကူလိုက်ဘူးနည်းနည်းပဲလိုတယ်โอเคကျွန်တော်တို့ညီကိုတွေစိတ်ဝင်စားမယ်လို့လည်းကျွန်တော်မျှော်လင့်နေပါတော့တချို့တော့ညီကိုတွေကဒီပွဲလေးကိုမကြည့်လိုက်ရဘူးဘာဖြစ်လို့လဲဆိုတော့ like ကိုရှာတဲ့လူတွေရှာမတွေ့တဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီညကတော့ကျွန်တော်တို့အတူတကွဒီ video clip လေးကိုကျွန်တော်တို့အတူတကွကြည့်ကြအောင်ကိုတော့ပြီအိုးလောလှတော့တောက်ကနေဒီလိုမျိုးကူညာကူညာကကွက်နဲ့လောလှနော်ကူညာရဲ့ကကွက်လေးတယ်နော်မသူကိုတလုံးကိုတွင်းလိုက်ပြီနော်ကျွန်တော်တို့အတူတကွဆက်ပြီးကြည့်ကြအောင်နောက်တစ်လုံးကူညာရဲ့တွင်းကိုလေးနဲ့ကွာလီဗာပူးမကူလိုက်ဘူးဂိုးလုံးဘောအနေနဲ့ဖြစ်သွားတယ်မကူလိုက်ဘူးဘရူနိုဖာနက်တက်လန်ခင်းလေးပေးလိုက်ပြီမရဘူး free kick go မန်ယူက 2-0 နဲ့အနိုင်တိမ်ပိုက်နေတော့ပဲပေါ့နော်စောက်ကြည့်ကြအောင်ဆက်လက်ပြီးကြည့်ကြအောင်မန်ယူဘယ်နှဂိုးနဲ့နိုင်မလဲဆိုတာ 2-0 နဲ့ဖြုတ်ခဲ့ပြီဒီနေရာမှာ 2-0 နဲ့ဖြုတ်ခဲ့ပြီအဲ့မှာသူတို့ထင်တာလက်ထိဘောမဟုတ်ဘူးနော်အစသူတို့ထင်တာလက်ထိဘောဖြစ်သွားတယ်သူတို့ထင်တာလက်မထိဘူးနော်ကိုတယ်โอเค 2-0 ဆက်ပြီးကြည့်ကြအောင်အိုးလီဗာပူးရဲ့ကိချက်ပေါ့နော်နည်းနည်းပဲလိုတော့နော်လောပြင်းနေတော့သူကစ်တော့နော်တောက်မှာပဲလန်ကပ်ပြီအိုးမန်ယူရတယ်မန်ယူလန်အိုးတော်တော်လေးကိုဘရူနိုဖာနက်တက်ရဲ့ကစ်ချက်ကတော့တော်တော်ပြင်းတယ်ပေါ့နော်ကြည့်ရတဲ့အနေထားမှာဆိုရင်ဘရူနိုဖာနက်တက်ရဲ့ကစ်ချက်ကတော်တော်လေးကိုပြင်းတယ်အမှန်နောက်စလုံးခင်းပေးပြန်ပြီအိုးမရဘူးကွာတောင်းမယ်အိုးလူထင်တာကိုပြန်ပြီလို့ထင်တာမလွယ်ဘူးကီ2-0မှာပဲရှိရပါတော့ဒီပထမပိုင်းကတော့ဒုတိယပိုင်းကျရင်ဘယ်လိုလာမလဲမသိဘူးပေါ့နော်ဒါပထမပိုင်းတောက်ကံပေါ်လှမ်းကစ်လိုက်ပြီအိုးတောက်ကံပေါ်ပဲအိုးလီဗာပူးတွင်းပြီကိုလီဗာပူးကကိုပြန်ခြေပကိုပြန်တွင်းနိုင်ခဲ့ပြီ 1-2 ပေါ့နော်ခြေပကိုပြန်တွင်းနိုင်ခဲ့တယ် 1-2 အနေထားမှာရှိတာပေါ့နော်အခုချိန်မှာတော့ 1-2 ဆိုရဲခြေပကိုနဲ့ပြန်လဲရရှိလာတာပေါ့နော်ကောင်းနည်းနည်းပဲတော့တိုင်ထိတော့တယ်နော်နည်းနည်းပဲလိုတော့တကယ်ကိုနည်းနည်းပဲလိုတယ်အိုးကိုရမာဂါဘရီဆက်တော့ကောင်းတယ်နော်တော်တော်လေးကိုကောင်းတယ်မန်ယူရဲ့ကိုရမာလေးရတယ်ဟိုးစက်ကြည့်မလို့အဲ့မှာ2-2လောလောဆယ်ကတော့2-2ပဲဖြစ်နေတော့မယ်2-2ပဲအချင်းကတော့ကုန်ခန်းကြီးဖြစ်နေပြီပေါ့နော်
ဒါပေမဲ့ပွဲကတော့ထူးထူးပဲဖြစ်နေတော့မယ်ကိုနည်းနည်းလေးပဲလိုတော့ကွာလုံးဝထူးထူးပဲဖြစ်နေတော့မယ်ကောင်းတိုက်လှတော့ဘရူနိုဖာနက်ဒက်ကောင်းတိုက်ချင်တော့လုံးဝလှတော့ဒါပေမဲ့မကူလိုက်ဘူးကိုကွာကဲကိုလိုက်3-2ဒါပဲကွာမန်ယူအိုးအဝေးရနေပဲနော်လုံးဝဒါကလုံးဝအဝေးစီးကနေဒီလိုမျိုးကိုရဲ့စီးပေါင်ကအပြင်ဆုံးကိုရဲ့စီးပေါင်ကနေနော်လှမ်းကစ်လိုက်တော့အဲ့မှာလုံးဝတောက်ပါပဲနော်ကိုရမတော့ကြောက်နေအဲ့ဒါပြန်ထွက်လာတဲ့ဘောကနေပုံမူတီးပြီးတော့အိုးကန်လာတာ3-2ဖြစ်သွားပြီမန်ယူနိုင်အချိန်ကုန်တော့မယ်ဘိုင်ဘိုင်အချိန်ကုန်တော့မယ်2-3 yes အချိန်ကုန်ပြီနိုင်ဦးကမန်ယူနိုင်တော့ကျွန်တော်ညီကိုတွေဒီပွဲကိုအတူတူကဒီလိုကြည့်ခွင့်ရတဲ့ကြောင့်အားလုံးကိုကျေးဇူးတင်တယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့အတူတူကဆက်လက်ပြီးဒီလိုမျိုး reaction တွေအတူတူကပြန်လည်ပြီးကြည့်ကြအောင်လို့ကျွန်တော်ဒီနေ့ပြောရင်းနဲ့ကျွန်တော်ဗီဒီယို clip ကိုအဆုံးသတ်လိုက်ပါတယ်အရောက်စရာကိုကျေးဇူးအများကြီးတင်ပါတယ်